ကြည့်နေမိတ်ဆွေကိုယ်တိုင်ကတိုးတက်ပြောင်းလဲအောင်ကြိုးစားနေတဲ့သူဆိုရင်တော့ဒီတစ်ချက်ကိုလုံးဝမေ့ထားလို့မရဘူးအဲ့တစ်ချက်ကဘာလဲဆိုတော့ self talk ကိုပြောနေတဲ့စကားတွေအဲ့တော့ကျမတို့တွေကများသောအားဖြင့်ကိုဘယ်လိုစကားတွေပြောလဲနင်ကအသုံးချအောင်နင်ကပတ်စံမရှိဘူးနင်ကမတော်ဘူးနင်ကအရက်ပူတယ်နင်ကအသားမဲ့တယ်နင်ကစပင်မလှဘူးနင်ကသွားမလှဘူးနင်ကမျက်နှာမလှစသဖြင့်ကိုအတွင်းထဲမှာပြောနေတဲ့စကားလုံးတွေက self talk တွေက negative တွေများတယ်ကိုရည်ရွယ်ထားတဲ့အရာလေးမအောင်မြင်လဲနင်ကမတော်ဘူးနင်ဘတော်မှအသုံးမချအောင်နင်တော့မဟုတ်ပါဘူး lucky draw နောက်ဆုံး even မဲနိုင်တာလေးတော့မှနင်ကပုံမှန်မဟုတ်ပါဘူးနင်ကမကောင်းဘူးစသဖြင့်ကိုပြောတဲ့ self talk တွေကမကောင်းတဲ့အရာတွေဖြစ်တတ်တယ်အဲ့တော့ကိုယ်တိုင်ကစိတ်ကူးကြည့်ရအောင်အပြင်လောကမှာဆိုရင်ကိုယ့်ရဲ့ကလေးလေးကိုချစ်တဲ့သူကိုကျမတို့တွေကထက်ခါမကောင်းတဲ့အရာတွေပြောလားဒါမှမဟုတ်သူ့ရဲ့ချစ်စရာလေးကိုပြောကြလားအဲ့တော့ကိုတိုင်ကသူများတကာကိုကောင်းရင်ကောင်းတဲ့ set talk လေးတွေပြောတယ်လို့ပဲကိုတိုင်ကရောကိုကောင်းစားဖို့အတွက်ကိုယ့်ရဲ့ရှင်ထဲမှာနှွေးထွေးသွားဖို့အတွက်ကိုအားပေးတဲ့အနေနဲ့ကောင်းမွန်တဲ့ set talk လေးတွေဖန်တီးလိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲအဲ့တော့ကျမတို့ set talk တွေကငါကတော်တယ်ငါမှလုံနိုင်ဆိုတာအပြည့်အဝရှိတယ်ငါထင်တာထက်တန်ပါတယ်ကိုအားဖြစ်စေမယ်ဘယ်အရာမဆိုရင်ပြောလို့ရတယ် but ကောင်းမွန်တဲ့အရာတွေပဲဖြစ်ကြမယ်အဲ့တော့ကျမဆိုရင်အရင်တော့ငါကိုပြောလို့ရှိတာကနေမတော်ဘူးနေအသားမဲတဲ့စသဖြင့်ပြောထားရှိတယ်ဒီအရာတွေနဲ့အတူတူအဲ့ဒီရဲ့ deep down ဟိုအောက်မှာပါလဲဆိုတော့နင်ကပတ်စံမရှိလို့မအောင်မြင်တာနင်ကပတ်စံမရှိလို့ဒါမဖြစ်တာနင်အယုံမလှလို့ဒါမဖြစ်တာစသဖြင့်အတိတ်တွေကတတ်မှတ်ပေးတာဖြစ်တယ်အခုကျတော့ကျမကိုတတ်မှတ်လိုက်တဲ့ definition ကပါလဲဆိုတော့ you are good enoughကျမအခုတိုင်းရှိနေတာလေးကအဆင်ပြေတယ် okay အဲ့တော့ you are good enough အဲ့တော့ကျမတော်အောင်လုပ်သမျှအကုန်အောင်မြင်တယ်အဲ့တော့တော်အောင်နေအရန်တော်တယ်စသဖြင့်ကိုပြောတဲ့ self talk လေးတွေကိုကောင်းမွန်တာနဲ့ကိုလုံးဝပြောင်းလဲတဲ့အချိန်မှာကျမရဲ့ energy ကအထဲမှာပြောင်းလဲသွားပြီးတော့မှကိုယုံကြည်မှုရှိလာတယ်လုပ်တဲ့အရာတွေမှာကျမပို့ပြီးတော့မှန်ကန်လာတာဖြစ်ပါတယ်ကိုအနေနဲ့လည်းအောင်မြင်ဖို့ကြိုးစားနေမယ်ဆိုတော့ကျမအဖြစ်အဝယုံကြည်တယ်ဒီတဲကမှကိုမသိလိုက်ဖ ೇನೆ တတိလွတ်သွားတဲ့ကိုပြောတဲ့ self talk ကောင်းမွန်တဲ့အရာလေးတွေဖြစ်ဖို့လိုတယ်အားလုံးပဲကိုရောဘယ်လိုမျိုး self talk လေးတွေပြောလို့ရှိလဲဆိုတော့အောက်မှာ comment မှန်ခဲ့ပေးပါကိုအနေနဲ့ဒီလိုမျိုးကောင်းတဲ့အတွေ့အခေါ်တွေသိချင်သေးရဆိုရင်တော့ကျမလာမယ့်စနေနေ့မှာလုပ်ပေးထားတဲ့ free seminar လေးရှိပါတယ်အဲ့ဒီ seminar လေးကို join မယ်ဆိုရင်တော့ကျမအောက်မှာမီလို့မှန်ခဲ့ပေးပါအားလုံးပဲ free seminar လေးမှာလည်းတွေ့ကြပါမယ် bye bye